မိတ်တမူးစစ်စစ်တယ်လီဗေးရှင်းကိုဝမ်းဆက်ရောက်လာပါပြီပစ္စည်းအရန်ရှားပါတယ်ရာတော့ယူပါနော်မတို့သိတဲ့အတိုင်းနိုင်ငံခြားဖြစ်တွေကတော့ဒီကိုဝင်တာတအားရှားတယ်ပေါ့အဲ့ဒါကိုမဖြူဒီတစ်ခေါက်ပေါ့နော်ဈေးကိုလည်းအရန်တန်လို့ငါလေးတို့ထမိန်တကွင်းဈေးပဲရှိတယ်နော်လက်ရဲအတွင်းပြင်စေးသားနှစ်ဖက်ပေါက်ဒါမျိုးအရန်လှတယ်လက်ရဲတမူတယ်လီဗေးရှင်းကြီးကို3 မီတာဝမ်းဆက်ကြီးကိုမှ2,9,500နဲ့ရမှာဖြစ်ပါတယ်ကဲအယောင်လိုင်းနေဆိုလဲဘလောက်တောင်မှလှလဲလို့မတို့ရဲ့မဖြူတို့ဒါလေးတွေကို9တဲ့10တဲ့တော့ယူပေးပေါ့နော်2,9,500နဲ့ရမယ်။ तू ကဒဇီးကိုအထက်20ပါတယ်။အထက်20တထုပ်ဈေး VVIP ဈေးလုတ်ပေးအောင်မယ်ပေါ့နော်။အဲ့တော့မိုင်းတို့ကမဖြူစီမှာအခုနှစ်ထည်ကပဲစပြီးတော့လိုချင်ပါတယ်ဆိုတော့မမတွေက28,500ပဲပေး။မဖြူတကယ်ပြောရနော်မိုင်းတို့အခုဘိုမတွေပါတမူးတောင်မှဘိုမဝမ်ဆက်ထမိန်တကွင်းုံတောင်မှ3,000ကျော်ပေးဝယ်နေရပြီလေ။ဒီကဝမ်ဆက်ကြီးကို2,9,500အရန်ကိုမှလှတယ်ဟမ်မိတ်အဲ့တော့ညီမလေးစေးကျွတ်မှလားဆိုစေးကြီးတရေကြမယ်ကာလာလွင့်မသွားဘူးလှလိုက်တဲ့အစင်နဲ့ကြောက်မလှလိုက်တာအစင်ကလေတယ်လီဗေးရှင်းကိုအစင်တစ်တွေပေါ့နော်ဒီ1ဆက်တွေကအစင်အဟောင်းတွေလုံးဝမဟုတ်ဘူးဟိုအထက်လိုက်လေခဏပြီးလှလိုက်တာနော်အဲ့တော့မာယူတွေအထဲမှာမယ်ဆိုအထဲဘုံစခွန်ရှော့ရိုက်ဘိုင်ဘာနံ